ဒီစာလေး ဟဲ့မနဲ့စောစောစီ morning ဘာလုံးရ အမလီညတော့အိမ်မမကောင်းဘူးအနှောက်ရှက်တွေဝင်မယ်တဲ့နော်အဲ့ဒါကြောင့်မလို့အိမ်ကိုအန်ရကင်းပြီးတော့ဘေးရှင်းအောင်လို့လေနသားရည်တွေလိုက်ဖြန်းနေတာ အဲ့ငါပြန်มาလားဟုတ်တော့ပါ နေစမ်းမအောင်စောစီရှင်းပါလာလို့တာ အော်ဒီစာလေးမနေ့စောစီဆိုတဲ့ခါကျတော့ပတ်စံလာချီတာ ဟမ်ပတ်စံလာချီတာ ဟုတ် ဘာလဲဟိုရှင်လုပ်ငန်းတွေအကြီးလုပ်တော့မလို့လားဟဟလား အဲ့လိုလည်းမဟုတ်မနေ့တော့ကလပ်မှာကလိုက်တာလေပတ်စံကုံသွားလို့မနေ့တိုင်လည်းသွားအောင်ပါလေအဲ့ဒါမို့ပတ်စံမလောက်တော့လာချီတာဒီစာလေးစီမှာ အမလီကလတ်သွားတာနဲ့တော့ကျမပတ်စံမချီနိုင်ပါဘူးပတ်စံတော့မချီဘူးဒါကိုယူသွားရော့ ဒါကလပ်အဝမှာဒါလေးကိုပြလိုက်ရင်ပြီးဝင်တယ်ဟလား မလီဒါပြလိုက်လို့တော့ရှင်ကိုရိုက်ထုံမှာ အော် သိလားဒါကဘာလို့ပေးတာလဲဆိုတော့လေရှင်ကအခုကျမစီမှာပတ်စံချီတဲ့အတွက်ရှင်မှာလက်တွေပိတ်နေတာအဲ့တော့ရှင်လက်တွေပွင့်သွားရှင်ရဲ့ဆိုင်ကိုလည်းဖြန်းကိုလုံးကိုလည်းဖြန်းလို့ရတယ်အိမ်မှာလည်းဖြန်းလို့ရတယ်အဲ့ဒါမှရှင်ကိုနှမျက်နှကောင်းတွေကချစ်ပြီးတော့လက်တွေပွင့်သွားမှာ အဲ့လိုလား အဲ့ဒါဆိုလို့ရတော့လေဒီနေ့ကစပြီးကျမရဲ့လက်တွေကိုပိတ်ထားတဲ့ငက်တွေကိုလေအညုံနဲ့မနဲ့နေ့လေညအောင်အချိန်ပြည့်ကိုလေဟိုလေအော်အဲ့လိုဖြန်းချပြီးလဲဦးမင်း အမလီနေရဲ့နဲ့တွေအေးလဲပတ်ကုန်ပါအောင်မယ်ဟဲ့